hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ dry internal ကိုသွားခဲ့တာပေါ့နော်အခုရိုက်ထားတဲ့နေရာလေးရဆိုလို့ရှိရင်တော့ dry internal ကိုမရောက်ခင်ဒီ cherry တွေရှိတဲ့နေရာဆိုပြီးနာမည်ကြီးနေနေရာလေးပေါ့နော်ဒါပေမဲ့ဒီဗီဒီယိုသွားတော့မရှိတော့ဘူးဖြစ်နေပြီတီးဦးနော်ပန်းနေရှိမရှိကိုကတော့ပြောမင်းဆိုတာကြီးပဲဒါပေမဲ့လေရှုပ်ရင်းလေးတွေကအရန်လှပြီးတော့လေအဲ့ဒီနေရာရောက်သွားတဲ့ချိန်မှာကွာအဲ့လိုလုံးဝ fresh ဖြစ်သွားတယ်အရန်ကိုလေအဲ့လိုစိတ်လက်ပေါ်ပါပြီးတော့ဆိုင်ကတောက်လျှောက်မောင်းလာတဲ့နေရာမှာအရန်လူကပင်ပန်းပြီးအရန်ညောင်းနေရပေါ့နော်ဒါပေမဲ့အဲ့နေရာရောက်တော့လုံးဝကွာ relax ဖြစ်သွားတယ်လုံးဝပင်ပန်းမှုပါဘာမှရောပါနေပြီချယ်ရီတွေအများကြီးရှိရဆိုချယ်ရီတွေက6သွားပြီချယ်ရီတွေညှိုးနေပြီနန်းရီ